အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အခုမှစပြီးတော့မှရိုက်မဲ့စာစီစာရိုက်သမားတွေအဆင်ပြေဖို့အတွက် Microsoft Word ထဲမှာအခြေခံစာရိုက်နေပုံစံလေးကိုပြသပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ laptop ထဲမှာ Microsoft Word ကိုဖွင့်ရမှာဖြစ်ပါတယ်Microsoft Word ကိုဖွင့်တဲ့နေရာမှာဒီ desktop ပေါ်မှာ Microsoft Word ဆိုတာလေးတင်ထားရင်လည်းရတယ်အဲ့လိုမှမဟုတ်ဘူးဒီနေရာကနေမသွားချင်ဘူးဆိုလို့ရှိရင်ဒီအောက်မှာ stat ဆိုတာလေးပါပါတယ်ဒီမှာတော့ဒါကွယ်နေပေါ့နော်ဒီအောက်မှာ stat ဆိုတာလေးပါတယ် stat ကနေပြီးတော့မှဒီနေရာမှာ Word ဆိုတာလေးရိုက်လိုက်တာနဲ့သူက Word နဲ့ပတ်သက်တဲ့စကားလုံးတွေကြာလာမယ်ပေါ့နော်အဲ့ဒီမှာကိုလိုချင်တဲ့ Word ကို Microsoft Word ကိုဖွင့်ပေးလိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဒါပြီးသွားပြီဆိုရင်တိတ်ရိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ blank document ကိုရွေးလိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဒါစာရေးဖို့အတွက်စာရွက်ကြီးကြာလာပြီပေါ့နော်သူပေးထားတဲ့စာရွက်ပေါ့ဒီစာရွက်မှာကိုကစာရေးတဲ့အခါမှာစာရွက်တွေဘယ်စာရွက်နဲ့ဘယ် size နဲ့ရေးချင်တာလဲပေါ့နော် print ထုတ်တဲ့အခါမှာဘယ်စာရွက်နဲ့ထုတ်မှာလဲဆိုတာကိုအရင်ဆုံးသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒီလိုစာရွက်တွေသတ်မှတ်တဲ့အခါမှာဘယ်ထဲကနေသွားရတာလဲဆိုလို့ရှိရင်layoutဆိုတဲ့ tab ထဲကနေသွားရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါလေးတွေကိုဒါ tab လို့ခေါ်ပါတယ် find tab အဲ့ဒါပြီး home tab insert tab draw design layout ဆိုပြီးတော့ရှိရပေါ့နော်သူနဲ့သက်ဆိုင်တဲ့ဒါ tab အသီးသီးရှိရပေါ့နော်ဒီ tab လေးတွေရဲ့အောက်မှာသူနဲ့သက်ဆိုင်ရာလုပ်ငန်းတွေကိုလုပ်လို့ရတဲ့အရာလေးတွေပါပါတယ်ဒါဆိုရင်စာရွက်နဲ့ပတ်သက်ပြီးတော့မှပြင်ကျင်တယ်ဆိုရင် layout ထဲကိုသွားအောင်မှာဖြစ်ပါတယ်အဲ့ထဲမှာဘာတွေပါလဲဆိုရင် margin ပါတယ် orientation ပါတယ် size ပါတယ် columns ပါတယ်ပေါ့နော်ဒီနေရာမှာအရင်ဆုံး size ကိုရေးရမှာဖြစ်ပါတယ် size ကသူရဲ့ originality letter ဖြစ်နေတယ်ပေါ့နော်ဒီ letter လေးမှာဒီမှာခဲရောင်လေးဖြစ်နေတယ်သူဒါ letter ဒီစာရွက်ကြီးက letter စာရွက်ဖြစ်ပါတယ်အဲ့တော့ကိုက letter စာရွက်မလိုချင်ဘူး legal နဲ့ပြောင်းပြီးတော့မှရိုက်ချင်တယ်ဆိုရင်လည်းဒါ legal ကိုနှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူး A4 သုံးချင်တယ်ဆိုရင်ဒါ A4 ပေါ့နော်ဒါရုံးနေမှာအများဆုံးအသုံးပြုတဲ့စာရွက်ကတော့ A4 စာရွက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ A4 လေးကိုရေးပေးလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာ A4 စာရွက်ဖြစ်သွားပြီပေါ့နော် A4 စာရွက်ဖြစ်သွားပြီဆိုလို့ရှိရင်သူကဒီမှာပေါ့နော်ဘောင်လေးသတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီဘောင်လေးကိုသတ်မှတ်ပေးဖို့အတွက်ပဲထည့်သွားရမလဲဆိုရင် margin ဆိုတာလေးသွားရမှာဖြစ်ပါတယ် margin ဆိုတဲ့နေရာမှာဒီအပေါ်ဆုံးပြထားတာက less custom setting ဆိုတာရှိပါတယ် less ဆိုတာကသူကဒီ Microsoft Word ကိုနောက်ဆုံးချိန်ရိုက်ခဲ့တော့ကသုံးခဲ့တဲ့ margin ကိုပြထားတာဖြစ်ပါတယ်ဒီမှာဆိုရင်အပေါ်အောက်ဘယ်ညာဆိုတာလေးရှိပါတယ်အပေါ်မှာဆိုရင်ဒါ 0.7 လက်မပေါ့နော်ဒီလိုမျိုးလေးဒါပြထားတာရှိပါတယ်ဒီမှာဆိုလို့ရှိရင် normal size ကကျတော့သူကအပေါ်အောက်ဘေးဘယ်ညာအကုန်လုံးကတစ်လက်မစီပေးထားတာဖြစ်ပါတယ်ဒါကိုစင်းနဲ့သုံးလိုက်လည်းရပါတယ်အဲ့လိုမှမဟုတ်ဘူးကိုကပေါင်ချင်းချင်းလေးလိုချင်တယ်ဆိုရင်အပေါ်အောက်ဘေးဘယ်ညာ 0.5 လက်မစီကိုလက်မဝက်ပေါ့နော်လက်မဝက်လောက်ပေးထားတာကိုလည်းဒါသုံးလို့ရတယ်ပေါ့နော်ဒါတွေမသုံးချင်ဘူးဆိုလို့ရှိရင်ဒါ custom margin သတ်မှတ်ချင်တယ်လို့ကိုကြိုက်တယ်လို့သတ်မှတ်ချင်တယ်ဆိုရင် custom margin လေးကိုတွားလိုက်ပါမယ်တွားပြီးဆိုရင်ဒီမှာပေါ့နော် margin paper layout ဆိုတာလေးရှိပါတယ်အဲ့ထဲမှာ margin ဆိုတာလေးတွားမယ်တွားပြီးတဲ့အခါမှာဒီမှာပေါ့နော်ထိတ်မှာ 0.5 ဖြစ်နေတယ်ဒါကိုမလိုချင်ဘူးထိတ်ကိုဒါ7လောက်ထားခြင်းတယ်ဆိုရင်ဒီအပေါ်မှာအပေါ်အောင်များလေးရှိပါတယ်သူပေးမှာဒါဆိုရင်သူ့ကိုအပေါ်များခြင်းတယ်ဆိုရင်အပေါ်နှိပ်လိုက်ပါ 0.7 ပြီးသွားပြီဆိုရင် bottom ဆိုတဲ့အောက်ကိုသွားခြင်းတယ်အောက်ကိုတော့ဒါ 0.5 လောက်ထားမယ်ပေါ့နော်ဒါအဆင်ပြေတယ်နောက်ဘယ်ဘက်ဆိုရင်စာရွက်ချုပ်မှာပါညာနဲ့ဆိုရင်သူ့ကိုတစ်လက်မလောက်ထားလိုက်ပါမယ်ညာဘက်ကတော့ 0.5 အဆင်ပြေတယ်ဒါဆိုလို့ရှိရင်ဒီတိုင်းသေချာသွားပြီနောက်တစ်ခါသူ့အောက်ကိုဆက်ဆင်းလိုက်မယ်ဆိုလို့ရှိရင် orientation ဆိုတာရှိပါတယ်သူကစာရွက်အနေထားပေါ့နော်စာရွက်အနေထားမှာဆိုလို့ရှိရင်သူကဒီမှာ portrait ကိုရွေးထားပေးတယ် portrait ဆိုတာတောင်းလိုက်ဖြစ်ပါတယ်တကယ်လို့ကိုက landscape ရွေးလိုက်တယ်ဆိုရင်ဒါစာရွက်ကအလေရလိုက်ဖြစ်သွားမှာဖြစ်ပါတယ်အခုတော့ portrait ကိုပဲရွေးထားလိုက်ပါမယ်အဲ့ဒါပြီးပြီဆိုရင် paper ကိုခဏတုန်းကနေရာမှာမရွေးဘဲနဲ့ဒီနေရာမှာလာပြီးရွေးရင်လည်းရပါတယ်ဒါ A4 ရွေးထားတာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင် okay ကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မိမိသတ်မှတ်ထားတဲ့အတိုင်းပဲ margin လေးကပေါ်နေမှာဖြစ်ပါတယ်ဒါပြီးသွားလို့ရှိရင်စာရွက်ပေါ်မှာစာရေးဖို့အတွက်စလုံးပုံစံလေးရွေးရမှာဖြစ်ပါတယ်မြန်မာလိုရွေးမလားအင်္ဂလိပ်လိုရွေးမလားမိမိကြိုက်တဲ့တရားကိုရွေးလို့ရပါတယ်စလုံးတွေကိုရွေးမယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုသွားရမှာဖြစ်ပါတယ် home tab ထဲကဒီမှာ font ဆိုတဲ့ကွက်ထဲကနေပြီးတော့မှမိမိကြိုက်တဲ့တရားရွေးချယ်ပြီးတော့မှရိုက်လို့ရပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်ဒီမှာစာရိုက်ပြီပေါ့နော်ဒီစာရိုက်ပြီးသွားပြီဆိုရင်ဒီစလုံးရဲ့ size ဖြစ်ပါတယ်သူ့ရဲ့အရွယ်အစားကိုကြီးချင်လားသေးချင်လားပေါ့နော်ဒါဆိုလို့ရှိရင်သူ့ကိုဆလတ်မှတ်လိုက်ပါမယ်ဆလတ်မှတ်ပြီးသွားပြီဆိုရင်သူကဒီအပေါ်လေးမှာဒီအတန်းလေးပေါ်လာတယ်ပေါ့ဒီအတန်းကနေသွားပြီးတော့စလုံး size ကို font size ကိုရွေးချင်လည်းရတယ်အဲ့လိုမှမဟုတ်ဘူးဒီနေရာနေပြီးတော့ font size ကိုတွားရွေးချင်လည်းရပါတယ်ဒီနေရာကနေမိမိကြိုက်တဲ့တဲ့အရွယ်အစားကိုရွေးလို့ရတာဖြစ်ပါတယ်ဒါဆိုရင် font size 48ဖြစ်တယ်ပေါ့နော်။ပြီးသွားပြီဆိုရင်ဒီစလုံးလေးကိုအနက်ရောင်မကြိုက်ဘူးအရောင်ချင်ခြင်းနဲ့ဆိုလို့ရှိရင်ကတော့ဒီနေရာမှာမိမိကြိုက်တဲ့အရောင်လေးတွေကိုရွေးလို့ရတာဖြစ်ပါတယ်။
ဒါဆိုရင်အယောင်လေးပြောင်းသွားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီစလုံးကိုကိုကပို့ပြီးတော့မှထင်ထင်ရှားရှားဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဆက်လက်မှတ်မယ်မှတ်ပြီးတော့မှဒီနေရာမှာ B I U ဆိုတဲ့စကားလုံးလေးရှိပါတယ် B ဆိုတာဒါဒီစလုံးကိုဘိုးတင်တာပေါ့နော်ဒါပို့ပြီးတော့မှထင်ရှားစေခြင်းတဲ့အတွက်ကြောင့်မလို့ဒါဒီလိုလေးနှိပ်လိုက်မယ်ဆိုရင်သူကထူလေးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုက I ဆိုတာလေးရပါလေဆိုရင် italic လို့ခေါ်ပါတယ်ဒီစလုံးလေးကိုစောင်းချင်တယ်ဆိုရင်အသုံးပြုရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင် U ဆိုတာကတော့ underline ဖြစ်ပါတယ်ဒီစလုံးရဲ့အောက်မှာမြင်တာတာဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့ Microsoft Word မှာစာရွက်ရွေးနည်းရယ်စလုံးပုံစံရွေးနည်းရယ်စလုံး size ပြောင်းနည်းရယ်ဒီစလုံးတွေကို bold italic underline လုပ်နည်းများကိုပြောပြခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်